ရှိနေတယ်လေဟဲ့မျိုးစားချောင်းစုတော့ပါဗျာဖေရငါတို့ရှင်ဘရင်မင်းတရားကြီးကိုနေ့စဉ်နေ့တိုင်းအခုမှနာကိုပေးရမှာဘာလို့တက်ကြနေရတာတော့မျိုးစားရဲ့ချောင်းစိုးစစ်တာနှစ်ပြက်မနဲ့မိုးတော့အာရုံအရောက်မှာဘေးမင်းတရားကြီးထဆက်တာမဲ့အခုမှန်တာများကိုနေသားမင်းထံငါရောက်ဆက်တာပါဗျာဝဲဒုက္ခပဲမနက်ဒီစောင့်တခါတည်းပေးလိုက်လေမနေသားရောက်နေတခါတည်းပေးလိုက်လာကြတဲ့ဒီကိစ္စနေသားမင်းစောင့်နေရမှာဆိုလို့ဟာနှစ်ပြက်မနဲ့ကိုလာရောက်ဆက်တာပါမယ်နေသားမင်းစောင့်လို့ရတယ်တွန်းနေသူတော့အလုံးရှိတာမဟုတ်ဘူးအိုင်ဆန်ကဲပါရှိစီတော့နေသားလည်းဒီနေ့ကိုလက်လက်စင်မှာရှင်ဘရင်မင်းတရားကြီးကိုအခုတော့ဆက်တာဖို့အတွက်ကိုနေစားတခါတည်းဆက်လိုက်တော့လေဒီမျိုးစားရဲ့ဒီနေ့တခွေလဲလဲစင်နေဘယ်တန်းလာလာကြတဲ့ဒီကိစ္စပါပြောအိုင်ဆန်နေသားအလုံးရှုံမှာကြောင်းမို့မျိုးစားကိုကမားနေလားမမရင်နေသားမင်းမဟုတ်ဘူးနော်မနာစိတ်နေနေရောက်နေသားတွေမျိုးသားတွေတော့ကားနေငါကအလုံးရှုံမှာကြောင်းပြောပြတာလေဩဘာကိုလုံးရှုံမှာကိုကြီးကလုံးရှိတာမဟုတ်ပဲဒါတော့ကိုကြီးပေးရမှာပေါ့အေးပါရှိသေးတာရှိကဲပါရှိစီတော့ရှိသေးတော့နေသားလည်းခိတခဏစောင့်တော့မှုမယ်ရပါတယ်နှစ်ပြက်မနဲ့မှလာရောက်ပို့လိုက်ပါပေးလိုက်တခါတည်းကဆက်တက်လာပါဩဒုက္ခပဲစောင့်လာမှာအာနာစရာကြီးအဲ့ဒါခိတခဏစောင့်ဆိုင်တော့ဘူးဗျာကြိုင်းလို့ကြိုင်းညူစားဖေရလှုပ်ရှားရှိရတယ်လှုပ်တော့ဘာမှမရှိပါဘူးဖေရအေးမျိုးသားနေသားအလုံးရှိကြတယ်နော်အမနာနဲ့အိမ်မှုကိစ္စရှိရင်လည်းဘာမှမရှိပါဘူးကြိုင်းနော်ရတယ်အေးစိတ်ပြောင်းလည်းပြောင်းသွားဒီမှာတောင်းမကြည့်ရှုထားလိုက်မယ်ချောင်းမိနေအေးအမိုက်နဲ့တိုက်ခေါင်းကနေသားမင်းဂရီပါအိတ်နဲ့ထုတ်ခဲ့ရမလားတစ်တာနဲ့ထုတ်ခဲ့ရမလားမျိုးသမီးအစင်မြေတို့ကထုတ်ခဲ့ပေါ့မျိုးသမီးအစင်မြေတော်လည်းရှာလို့ရှိပါတယ်ကြောင်းပါလားစင်မြေလည်းလို့အိုင်ဆန်လုတ်ခင်အဲ့ရောက်တယ်ဘယ်တော့ဂီးဆက်လိုက်အောင်နော်နေသားမင်းဟုတ်ကဲ့ပါကိုရောအိုင်ဆန်ဒီမှာတော့ဂီးဆက်လိုက်ကမယ်ကိုရောရဲ့ဒီတနာယူလို့မြောက်ဝေးကြည့်တာမွေးကြတဲ့နှာခေါင်းမကလာဘယ်လောက်ကောင်းဆူတော့ပြင်နေမှာဘာလို့ညို့မှာကျန်တာလဲတော့ပါလေလာကြတဲ့ဒီကိစ္စပါပဲလို့ထိုင်သားမအောင်ထိုင်လို့ရှိဘူးဘယ်လာဘောလာကြည့်ပါဦးလာနော်ဆောက်ကလေးဒါလေးလာဆောက်လို့မှမသိဘူးယူကြောင်နဲ့နေအဲ့ဒါကျွန်တော်မျိုးပါပါဗျာဟောဆောက်လို့ခိုင်းတယ်အခုမှန်တာအိတ်နဲ့ထိုင်ကောင်းမလားကိုမလာအဲ့နဲ့ထဲလို့ရမှာသူများဟာဘေးမကြိုက်နဲ့ဆက်တာမဲ့အခုမှလာပဲတောင်းပါဗျာကောင်းပါပြီမျိုးသားအိုက်ဆန်ရယူထားဘာဖြစ်တယ်လဲနေအဲ့ကြော်နေတာထိုင်လို့မလုပ်ပေးရတော့ပျော်သွားတာအိုက်ဆန်အခုမှန်တာလည်းရပြီဆိုတော့တိုင်ကောင်းမလားမတိုင်ကောင်းမလားလက်ဖေးတောင်းရကောင်းမလားလက်ဖေးလည်းမတိုင်နော်လိုင်းမသိဘူးကုံနေလို့ပါဗျာဘယ်တော့ဝယ်တာဘယ်တော့မှမဝယ်ပါဘူးရှိလည်းမရှိပါဘူးကောင်းတော့ပြသမီးတိုင်းအခုကြိုက်လဲညာနေမှာတော့နော်ဗီဇာရှိရတယ်ယူပြီးဆိုတော့ပြန်ကြတော့မလားဗျာဟာနေထုတ်နေတယ်ကျနေတော့ညာတော့